Hello မင်္ဂလာပါမေမေတို့ရေဒီနေ့ပြပေးမယ်အစုံလေး9စုံပေါ့နော်ဒီ9စုံအားဆိုလို့ရှိရင်ထိုင်းမှာရောက်နေတဲ့မေမေကမန္တလေးမြို့ကမိမိလေးအတွက်မှာပေးထားပါလားရှင်အဲလေးကိုမေမေတမုံလေးစီလေးပြပေးမယ်နော်ကျန်တဲ့မေမေလေးလေးကြည့်ပြီးတော့မှ order တင်လို့ရပါတယ်ရှင်ဒါလေးကအသေးအနည်းဘေဘီလုံးကုလေးပါရှင်ဒါလေးကတစ်စုံပါရှင်ဒါလေးက cherry pin down လေးပေါ့နော် cherry pin down design လေးပါရှင်လက်ကလေးပါပါတယ်ဒီကလက်လေးပါပါတယ်နော်ဒါလေးကတစ်စုံပါရှင်ဒါလေးကချိတ်လေးနဲ့ပူလေးပေါ့နော်ချိတ်လေးနဲ့ပူလေးတစ်စုံပါရှင်ဒါလေးကလည်းဒီလိုမျိုးလေးပါရှင်ဒါလေးကတစ်စုံပါရှင်နောက်တစ်စုံကကြတော့ဒါနောက်ဆုံးထွက်တဲ့ပန်းလင်ကအစင်လေးပေါ့နော်ပန်းလင်ကအစင်လေးပါရှင်ပန်းလင်ကအစင် design လေးကတစ်စုံပါရှင်အပြင်နောက်တစ်စုံပေါ့နော်နောက်တစ်စုံကလည်းပန်းလင်ကအစင်ကိုဒါလေးကအပန်းလေးပေါ့နော်အပန်းလေးလိုလေးလေးလုံးခုလေးနဲ့ပါရှင်ဒီမောတော့ဒါလေးကကြတော့ကော်လန်လေးနဲ့ပေါ့နော်ကော်လန်လေးနဲ့ဒါလေးနဲ့ဂျိုင်းတက်တူဆိုင်လေးပါရှင်အရန်လာပါလေရှင်ဒါလေးကတစ်စုံဒါလေးကဆိုလို့ရှိရင်ဒါလေးကပုံသွားတဲ့အထည်လေးပေါ့နော်ဒါလေးကပုံသွားပါရှင်ဒါလေးကမနောက်ထပ်မရနိုင်တော့ပါဘူးเนาะဒါလေးကတစ်စုံအားလုံးပေါင်းမိမိက9စုံလက်သိန်းကျော်ဘူးပေါ့နော်မိမိလေးတက်မှာပေးထားပါလေရှင်ဒါမိမိဒီနေ့ပို့ပေးမှာပေါ့နော်မိမိဗီဒီယိုလေးလည်းရိုက်ဖို့ဘလို့မှအချိန်မရလို့နေနော်မိမိလည်းရွေးလို့ရအောင်ကြည့်လို့ရအောင်ဆိုပြီးတော့မိမိကဒီပုံလေးကိုတင်ပေးထားတာပါရှင်အရင်လာနော်မိမိကဆိုလို့ရှိရင်မန္တလေးမြို့ပါနော်မိမိရှင်မ order တင်ခြင်းရင်3994နေတင်က0955ဘိုင်ဘာဒါမှမဟုတ်မိမိရဲ့ရင်းနှံတင် Facebook page TikTok CB တို့မှာလည်းတင်လို့ရပါတယ်ရှင်တတအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်